ဉာဏ်လေးရှိလို့တချို့အသိဉာဏ်မရှိတဲ့အင်မတန်မိုင်မဲတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုယ်ဒီလက်ရောက်တော့မိမရဲ့အပေါ်မှာနောင်တရတဲ့အကြောင်းတွေကိုလှုပ်တတ်တယ်အဲ့ဒါလူငယ်တွေအတွက်နည်းနည်းလေးရည်ရွယ်ပြောပြတယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအင်မတန်ဆိုဆုံးမရခက်တဲ့ယဟန်တစ်ပါးရှိတယ်ဒုပ္ပဇလို့ခေါ်တာပေါ့လေပြောရခက်တဲ့ယဟန်ပေါ့အဲ့ဒါမြတ်စွာဘုရားကခေါ်ပြီးတော့ဆုံးမจิตသားအပြောရမခက်နဲ့အပြောရခက်ရင်မင်းရေရှည်ဆင်းရဲလိမ့်မယ်မင်းအရင်တုန်းကလည်းအပြောရခက်လို့မင်းရေရှည်ဆင်းရဲခဲ့ရဘူးပြီဆိုပြီးတော့ဦးဇင်းတို့စတုဒွါရဇတ်ဇလန်းလေးတူတာရှိတယ်မိတ္တဝိနကဇတ်လို့လည်းဇလန်းတစ်ပုဒ်ရှိတယ်မိတ္တဝိနကတဲ့တခုသောဘဝတုန်းကအဲ့ဒီယဟန်ကမိတ္တဝိနကဆိုပြီးတော့တထေးသားတစ်ယောက်ဖြစ်တာဗျနော်အဲ့ဒီမှာတထေးကြီးကသေသွားတော့မိခင်မုတ်ဆိုးမကြီးနဲ့နေတာအဲ့ဒါဘာစကားမှနားမထောင်ဘူးဒီမိခင်ကြီးပြောတဲ့စကားကိုမိခင်ကြီးကသောတာပန်ကြီးကတ္တပမြတ်စွာဘုရားလက်ထက်မိခင်ကြီးကသောတာပန်ကြီးသောတာပန်ဆိုတော့အမှန်လေးအများကြီးမြင်ပြီလေလုံးဝမမှားတော့ဘူးလို့တောင်ပြောလို့ရပါတယ်ဟုတ်လားယဟန္တာဆိုရင်တော့လုံးဝမမှားဘူးပေါ့သို့တော့သောတာပန်လေးပဲအပေကြလောက်အောင်တော့မမှားတော့ဘူးပေါ့ဟုတ်လားအေးသားကိုလမ်းညွှန်တယ်အမြဲတမ်းဆိုဆုံးမတယ်ဒါပေမဲ့ဘယ်တော့မှနားမထောင်နော်နားမထောင်တော့ဒီနေ့တော့မိခင်ကြီးကသောတာပန်ဆိုတော့တန်ရောစင်ကမကုန်သေးဘူးကိုကဝမ်းနဲ့လွယ်ပြီးတော့မွေးခဲ့ရတဲ့သားဆိုတော့မိုက်တော်လည်းပဲချစ်နေရတာပေါ့လေဟုတ်လားအဲ့ဒါနဲ့ငါသားမင်းเจ้าတော်ကိုသွားပြီးတော့ဥပုံဆောင်မယ်တရားနာမယ်ဆိုရင်မိကငွေ1000ပေးမယ်ငွေနဲ့ဖျားရောက်တာအဲ့ဒါသွားပါရဲ့ဥပုပ်ကလေးယူပြီးတော့တီလာတော့ရတယ်ဘာတရားမှမနာဘူးဂျောင်းတနေရမှအိပ်ပြီးတော့မနဲ့လင်းတော့ပြန်လာတယ်တင်းလေးရောက်အမေကိုအတင်းအာရမငွေ1000တောင်းတယ်အဲ့ဒါမေကြီးကပေးအဲ့ဒီငွေ1000ကိုအမိပြုတ်ပြီးတော့သူကုံသွားကူတာဗျသင်္ဘောစိတ်မှာအဲ့ဒါကံအားလျော်စွာငွေ3သိန်းနဲ့2000သူ့မယ်စုမိတယ်တဲ့အဲ့တော့သူကဘာလုပ်တုံးဆိုတော့လောဘတွေတက်လာပြီးတော့ဒီမိခင်ကြီးငါ့ကိုသိဆရာလုပ်တာပဲသူနဲ့တော့အတူမနေဘူးဆိုပြီးတော့ဟိုပင်လေကိုဖြတ်တဲ့ရွက်လေတစ်စင်းသူဝယ်တယ်ဟုတ်လားဝယ်ပြီးတော့သူပင်လေကိုဖြတ်မယ်ဆိုပြီးတော့ဖြတ်တယ်မေကြီးကိုသူတိုင်ပင်တယ်တိုင်ပင်တာမဟုတ်ပါဘူးသူကဆုံးဖြတ်ပြီးမှပြောတာပါအဲ့တော့မေကြီးကငါသားမေတစ်ခုသားတစ်ခုဒီမှာပစ္စည်းတွေအများကြီးရှိတယ်ဒါမင်းဟာတွေကြီးပဲဘာကိစ္စတော့မှတော့ဘယ်လို့မှတားလို့မရတော့မေကစိုးရင်စိတ်နဲ့သားကိုလက်ဆွဲတာမသွားပါနဲ့ငါသားရဲ့သူ့လက်ကိုဆွဲရကောင်းမလားဆိုပြီးတော့ယုံပြီးတော့တခါတည်းမေကိုရိုက်ထားခဲ့တာဗျာအဲ့ဒါမေကြီးကလဲပြီးတော့နေရစ်တယ်သောတာပန်မိခင်ကြီးမိခင်မှာရိုးရိုးမိခင်မဟုတ်ဘူးသောတာပန်မိခင်ကြီးအဲ့တော့အပြစ်ကတော်တော်ကြီးကြီးသွားတာပေါ့နော်ငကိုတုန်းကလည်းသူ့စိတ်ထဲမှာဒီမိခင်ကြီးပုံမှာမကျေနပ်တဲ့စိတ်တွေကလည်းမနောကံအနေနဲ့လွန်ကျူးတာတွေလည်းအများကြီးရှိမှာပေါ့အေးအဲ့ဒီအပြစ်တွေကိုပိုက်ပြီးတော့သူသွားတာအဲ့ဒီသင်္ဘောနဲ့သူသွားတော့သင်္ဘောပြက်တော့သူဟိုလူယုံမှာစရင်သူ့ကိုကြမဲချတော့အဲ့ဒါ၃ချိန်တိတိကြတော့သူ့ကိုဖောင်ကလေးတစ်ခုပေါ်မှာတင်ပြီးတော့မျောလိုက်တယ်ဦးဇင်းတို့အကျဉ်းမြင့်ပဲပြောမယ်နော်ဒီအရှိကြီးပြောလို့အချိန်မရတော့ဟုတ်လားအဲ့ဒီတော့သူဘယ်ရောက်သွားလို့ဆိုတော့ဖောင်ကလေးနဲ့မျောသွားတော့ဟိုပြိတ္တာမတွေနေတဲ့နေရာတစ်ခုကိုတွေ့တာပင်လယ်သမုဒ္ဒရာဆိုတာအင်မတန်ကျယ်ဝန်းတဲ့ဆန်းကျယ်